အားလုံးပဲမင်္ဂလာပါဗျာထွန်းတက်ပြရနေကြိုဆိုပါရစေဒီနေ့မှာတော့ Messenger ဝီဒီယိုတန်ကို original ဝီဒီယိုတန်ပဲထားပြီးတော့တခြားဝီဒီယိုတန်လေးတွေပြောင်းချင်တဲ့သူများရှိတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအစအနေဆုံးကြည့်ပြပါများပထမဆုံးနဲ့ကိုယ့်ရဲ့ Messenger ဒီ application လေးဝင်ပြပါများ Messenger လေးကိုရောက်သွားပြီဆိုတော့ဒီအောက်ဆုံးမှာဒီ menu ဆိုတာလေးရှိပါတယ်ဒီနေရာလေးပါအနေရာလေးနေပြပါများဒီအများသုံးကြောင်းလေးရှိပါတယ်အနေရာလေးနေလည်းပါအနေရာရောက်သွားပြီဆိုတော့ဒီအပေါ်ဆုံးမှာရှိတဲ့ဒီ setting ဆိုတာလေးရှိပါတယ်ဒီ setting ဆိုတဲ့နေရာလေးနေပြပါများ setting လေးကိုရောက်သွားပြီဆိုတော့အောက်ကိုနည်းနည်းဆွဲချလိုက်ပါဆွဲချပြီးသွားပြီဆိုတော့ဒီ avatar ဆိုတဲ့နေရာအောက်မှာဒီ notification ဆောင်းဆွဲနေရတွေ့ပါလိမ့်မယ်အနေရာလေးကိုနေပြပါများအနေရာလေးကိုရောက်သွားပြီဆိုတော့အောက်ကိုနည်းနည်းဆွဲချလိုက်ပါဒီနေရာမှာ Windows ဆိုတာနေတွေ့ပါလိမ့်မယ်โอเคပါဒီနေရာလေးပါအနေရာလေးကိုနေပြပါများအနေရာလေးရောက်သွားပြီဆိုတော့ original တန်ပါကိုကတခြားအတန်တွေထားခြင်းနဲ့ဆိုတော့ကိုစိတ်ကြတခြားအတန်တွေကိုတောင်းပြီးထားလို့ရတယ်အဲဆိုတော့လောက်တယ်လိမ့်မယ်ထင်ပါတယ်ကိုစမ်းပြီးတော့ကိုစိတ်ကြဝီနိုတန်ကိုပြောင်းပြီးတော့ထားနိုင်ပါတယ်များဒီဗီဒီယိုလေးကိုအစအနေဆုံးကြည့်ပြီးရတဲ့ကျွန်တော်ရဲ့မိတ်ဆွေတကယ်ချင်းများကိုကျေးဇူးများတင်ပါတယ်များ